ဆရာကြီးရှုတဲ့ကမြန်မာနိုင်ငံကိုဗမာလူမျိုးတွေကိုပို့ပြီးတော့မှခရစ်တော်ကိုသိစေခြင်းနဲ့အဲ့ဒီအတွက်မြန်မာစာဗမာတွေကိုဖတ်ရှုဖို့ရန်အတွက်အကောင်းမွန်ဆုံးနှုတ်ကပတ်တော်ကိုဘာသာပြန်ပေးခဲ့တယ်ကျွန်တော်တို့ဦးနေဝင်းရဲ့လက်ထက်ကိုရောက်တဲ့အခါမှာဗမာလူမျိုးတွေယေရှုကိုမယုံကြည်ရဘူးမကိုးကွယ်ရဘူးဆိုပြီးတော့မှတခြားသောဘာသာတစ်ခုကိုနိုင်ငံပိုင်ဘာသာအဖြစ်သတ်မှတ်တယ်ယုံကြည်သက်ဝင်တဲ့ခရစ်ယာန်တွေကိုထောင်ချတယ်အဲ့ဒါနဲ့အားလုံးပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော် HM ပါကဲဒီနေ့ကျွန်တော်မျှဝေရှင်တဲ့ video file လေးတစ်ခုကတော့ဗျပုံထဲမှာမြင်ရတဲ့ bro တယောက်ရဲ့ video file လေးပါเนาะဒီ bro ကတော့မြန်မာတနိုင်ငံလုံးကိုခရစ်ယာန်ဘာသာဝင်ဖြစ်အောင်ဖျားသခင်ကလည်းမြန်မာနိုင်ငံကိုနောက်နိုင်ငံတွေထက်ပို့ပြီးတော့ရှစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှပြောထားပါတယ်ဆိုတော့ဒီ bro ကတော့အားရှိရင်ဒီဖျားသခင်ဘယ်လောက်ကောင်းကြောင်းမြန်မာနိုင်ငံကိုဖျားသခင်ဘယ်လောက်ရှိကြောင်းဖျားသခင်ဟာဘယ်လိုအသက်ရှင်လျက်ရှိကြောင်းနဲ့အဲ့လိုလိုက်ပေါ်မှာအမွမ်းတင်ပြီးတော့မှအပေါမတတ်အဲ့လိုအော်နေတဲ့အဘရော့တယောက်ပေါ့ဆိုတော့ဗုဒ္ဓဘာသာကိုဒီလိုဘာသာပေါင်းစုံကနေပြီးတော့ဗုဒ္ဓဘာသာအားနေအောင်အဲ့လိုတိုက်ခိုက်နေကြတဲ့အနေထားလေးမှာကျွန်တော်တို့ဗုဒ္ဓဘာသာတွေကလည်းဗုဒ္ဓဘာသာကိုအထူးသဖြင့်ကာကွယ်ဖို့လိုနေပြီဗျနော်ဆိုတော့ view file ကိုဒီ bro ကတော့ဘာတွေပြောထားတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်လိုက်ကြအောင် okay so let's goမြန်မာနိုင်ငံကိုယေရှုဖခင်ကအယံပဲရှစ်ပါတယ်ဗျဗမာလူမျိုးတွေကိုအထူးရွေးနှုတ်ရှင်သောရွေးကောက်ရှင်သောဖခင်ဖြစ်တယ်အဲဒါကြောင့်မြန်မာနိုင်ငံမှာပထမဦးဆုံးယုံကြည်သူဖြစ်လာတာကတော့ဦးနောတို့ဦးတာလာတို့ဦးကွေးတို့ဦးမြတ်ရာတို့ဦးရွှေဘတို့ဦးကွေးတို့ဒေါ်မင်းကလေးတို့ဗမာလူမျိုးတွေပဲဖြစ်တယ်ဗျဆရာကြီးယူဒရန်ကမြန်မာပြည်ကိုခရစ်တော်နိုင်ငံပြည့်စေချင်တာဖြစ်တယ်ဗမာလူမျိုးတွေကိုအထူးသဖြင့်ရွေးနှုတ်တယ်ကောင်းကြီးပေးတယ်ဆရာကြီးယူဒရန်ကမြန်မာနိုင်ငံကိုဗမာလူမျိုးတွေကိုပို့ပြီးတော့မှခရစ်တော်ကိုသိစေချင်တယ်အဲ့ဒီအတွက်မြန်မာစာဗမာတွေကိုဖတ်ရှုဖို့ရန်အတွက်အကောင်းမွန်ဆုံးနှုတ်ကပတ်တော်ကိုဘာသာပြန်ပေးခဲ့တယ်ကျွန်တော်တို့ဦးနေဝင်းရဲ့လက်ထက်ကိုရောက်တဲ့အခါမှာဗမာလူမျိုးတွေယေရှုကိုမယုံကြည်ရဘူးမကိုးကွယ်ရဘူးဆိုပြီးတော့မှတခြားသောဘာသာတစ်ခုကိုနိုင်ငံပိုင်ဘာသာအဖြစ်သတ်မှတ်တယ်ဦးနေဝင်းလက်ထက်ကဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာကိုဒီနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခဲ့တယ်ဗျာနော်အဲ့ဒါကိုသူကတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်တဲ့စပီတော့မှအဲ့လိုတည့်ရကြီးတော့မပြောရဘူးနဲ့တူပါနော်ဆိုတော့ဘာသာတစ်ခုကိုဆိုပြီးတော့မှသုံးသွားတယ်နော်ယုံကြည်သက်ဝင်တဲ့ခရစ်ယာန်တွေကိုထောင်ချတယ်အဲ့ဒါနဲ့ယေရှုခရစ်တော်ဘုရားရဲ့ဧဝံဂေလိသတင်းစကားကရှင်းတောင်တန်းတွေကရှင်တောင်တန်းတွေကရားပြည်ဘက်တွေကရင်ပြည်ဘက်တွေကိုနှံ့ပြန့်သွားတယ်ရောက်ရှိသွားတယ်ဥစွာပထမကျွန်တော်တို့ဗမာတွေကိုယေရှုဘုရားကရွေးနှုတ်တယ်ရွေးကောက်တယ်ဒီရောက်တွေကိုဗမာတိုင်းသိစေခြင်းတယ်ယေရှုဘုရားကဗမာတွေကိုကောင်းချီးပေးခြင်းတယ်ယခုအချိန်မှာဗမာတွေမြောက်များစွာကယေရှုဆိုတာငါတို့နဲ့မသက်ဆိုင်ဘူးလို့ပဲထင်နေကြတယ်ယေရှုဆိုတာအစားစရာမုံလို့ထင်နေကြတယ်အယမ်းပဲဝမ်းနည်းစရာကောင်းတယ်ယေရှုခရစ်တော်ဆိုတာကesseတား esse အမင်းလိုက်ခေါ်လိုက်ပါထွက်မယ် esse နော် esse ပြောနော်တခြားအယုတ်လို့ပဲထင်နေကြတယ် esse easy ယေရှုခရစ်တော်ဖခင်ဆိုတာအသက်ရှင်တဲ့ဖခင်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကိုင်းဝတ်ရှင်တဲ့ဖခင်မြန်မာနိုင်ငံကိုကောင်းကြီးပေးခြင်းတဲ့ဖခင်ဗမာလူမျိုးတွေကိုရွေးနှုတ်တဲ့ဖခင်ကောင်းကြီးပေးတဲ့ဖခင်ဆိုတာကိုဗမာလူမျိုးတိုင်းသိစေခြင်းတယ်ဗျအဲ့ဒါဘယ်မှာအထောက်ထားတွေကဘေးကျန်းကန်မှာအဲ့လိုပါတော့เนาะဗမာလူမျိုးတွေကိုအဲ့လိုကောင်းရှိပေးမဲ့ဖခင်ဆိုပြီးတော့เนาะဘေးကျန်းကန်ရဲ့အထောက်ထားရပြောတာတော့အယိုးရှာမအယိုးမရှိတဲ့တော့ပေါက်ပန်းလေးစီပြောလက်ကောက်ထွက်ရင်တော့ဒါအခုရခဲ့တဲ့တာကြီးနော်ဒါလက်ကောက်ယောဂကတော်တယ်မှာပြောင်းဘူးနော်ဗမာတွေယေရှုခရစ်တော်ဘုရားကိုလက်ခံယုံကြည်ဖို့အထူးဒီနှစ်တွေမှာအထူးပဲလိုအပ်နေပါပြီဗျာအဲ့ဒါအကြောင်းဧဝံဂေလိသတင်းစကားများဟောကြပါပြောကြပါမြန်မာနိုင်ငံကိုခရစ်ယာန်နိုင်ငံအဖြစ်ပြောင်းလဲဖို့ရန်အယံပဲလိုအပ်နေပါပြီဗျာမြန်မာနိုင်ငံကိုဖျားအယံရှစ်တယ်ဗျာမြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမည်မြန်မာပြည်တိုင်း
ခရစ်တော်တည်ရမည်အားလုံးဖျားကောင်းကြီးပေးပါစေ ကဲဆိုတော့ဗျာဒီ bro ပြောတာကတော့ဒီယေရှုဖျားကနေပြီးတော့မြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံကိုအရန်ရှိပါတယ်တဲ့နော်ပြီးတော့မြန်မာနိုင်ငံသားတွေကိုလည်းဒီခရိယန်ဘာသာဖြစ်တာကိုအရန်မြင်ရှင်တယ်ပေါ့နော်ဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကအဲ့လိုစူးစမ်းနေကြတယ်ဗျာနော်ဒါစကားပြောလိုက်ရင်လည်းဒါကျွန်တော်တို့တော့ဒါအင်းညမပြောဘူးသူတို့ကနော်ဒါအာရပါရကြီးခုနှစ်အင်ကြားရှင်းကြားမဟုတ်ဘူးเนาะအိန္ဒိယကြောက်စီပါးပြည့်သမျှပြည့်အောင်ဟာပြီးတော့မှတွင်းကလေးစားတွေမထွက်ရုံတမြင်လေးဗျเนาะအဲ့လောက်ထိကိုစ조사တာဆိုတော့သူမြတ်ဘာသာဝင်တွေအဲ့လိုစ조사နေတဲ့အချိန်မှာကိုရောဘာသာဝင်တွေကသတိထားပါကိုရောအရှင်းရှင်းတိတ်ခိုက်နေတော့ပဲเนาะဆိုတော့ဒါကလည်းကိုဘာသာကိုဖြတ်ရင်ပြည့်စည်တာပုံများနေဗျเนาะဆိုတော့သူမြတ်ဘာသာဖြတ်တာကနေနဲ့ခက်မဲ့ကိုဘာသာကိုတိတ်ခိုက်ရင်နဲ့ပြည့်စည်သွားရင်ဒါပို့ပြီးတော့မြိုင်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကတော့သူမြတ်ဘာသာတွေစ조사နေတဲ့အချိန်မှာကိုဘာသာကိုလည်းအရင်ကြီးမတိတ်ခိုက်ကြဘူးလို့တဲ့အကြောင်းလေးကိုကျွန်တော်ကတော့သင်ခန်းစာအလေးအဖြစ်အပြောပြရှင်းနေပြနော်ဆိုတော့ video file ကတော့ဒီလောက်နဲ့အဆုံးသတ်နေပါတယ်နောက်ထပ် video file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် okay see you next video